မင်္ဂလာပါတူတာ Insight Channel ကနေကြိုဆိုပါရစေ online shop လုပ်နေတဲ့သူတွေကိုယ်ပိုင် product လေးတွေတနိုင်တစ်ပိုင်းထုတ်ရောင်းတော့သူတွေအတွက်ကိုအဓိကခေါင်းစားစရာက photo ရိုက်ဖို့ပါပဲဒီ product photo ရိုက်တဲ့ကိစ္စဆိုတာတကယ်တော့မလွယ်ပါဘူး lighting တွေရှာရမယ် studio ရှိရမယ်ဒီ background လှလှတွေရှာရမယ်ဒါတွေမရှိလို့ရှိရင် product photo ကောင်းတစ်ခုဆိုတာထွက်လာမှာမဟုတ်ပါဘူးဒီနေ့မှာတော့ဒီပြဿနာတွေအားလုံးကိုစက္ကန့်ပိုင်းအတွင်းဖြေရှင်းပေးနိုင်မယ် publicly AI ဆိုတဲ့ AI tools တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဈေးကြီးတဲ့ကင်မရာတွေphotographer တွေနောက်ပြီးတော့ဒီ backdrop တွေ prop တွေ lighting တွေဘာမှမလိုဘူးလက်ထဲမှာရှိတဲ့ဖုန်းတွေတစ်လုံးနဲ့ကျွန်တော်တို့ရဲ့ product လေးတွေကိုအိမ်မှာပဲဓာတ်ပုံရိုက်မယ်ပြီးရင် background remove လုပ်မယ်ပြီးရင် background ကိုလှလှပပလေးတွေနဲ့အစားထိုးမယ်ပေါ့နော်ဒီလောက်ဆောင်ချက်အားလုံးကိုလုပ်ပေးနိုင်မဲ့ AI tools အကြောင်းကိုကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ကြည့်ပြီးတော့လေ့လာကြည့်လိုက်ရအောင်အဲ့တော့ကျွန်တော်စသုံးမဲ့ဆိုရင်တော့ကျွန်တော် Google Chrome browser ကိုဖွင့်ထားပါဖွင့်ထားပြီးတော့ကျွန်တော်တို့ဒီမှာ publicly AI လို့ရိုက်ရှာလိုက်ပါ PEBBLELY publicly AI မှာခေါ်ရတာနည်းနည်းလေးတော့ထောက်တယ်အဲ့တော့ publicly ဒီမှာကျွန်တော်ကာစာထောက်ပြထားတယ်ပေါ့နော်အဲ့ publicly AI လို့ရိုက်ပြီးတော့ရှာလိုက်ရင်အပေါ်မှာ publicly.com ဆိုတာရှိတယ်အဲ့ထဲကိုဝင်လိုက်သူကတော့ဒီမှာget 40 photo every month ဆိုပြီးတော့ပြောထားတယ်အဲ့ဒါဘာလဲဆိုတော့AI နေအားလုံးကတော့ထုံးစံတိုင်းများပတ်စံပေးပြီးသုံးရတယ် free သုံးရတဲ့အချိန်မှာတော့ limitation တွေတော့ရှိတယ်ဒါကတော့တဘာဝပါပဲအဲ့တော့ तू ကတစ်လကိုဓာတ်ပုံပေါင်း40ထုတ်ခွင့်ပေးထားတယ်တော်တော်များတဲ့အမောက်ပါပဲဓာတ်ပုံ40ဆိုတာဆိုတော့သူကဘလို့ဖြတ်တာလဲဆိုတော့လာတလာရဲ့အစရောက်တိုင်း40ထုတ်ခွင့်ရမယ်အဲ့ဒီ40ကတစ်လလုံးမှာကုန်သွားရင်နောက်လာတစ်ရက်နေ့ကိုပြန်ဆောက်ရမယ်အဲ့ဒီသဘောပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပုံနေနမူနာကြည့်လိုက်ဒါသူ background အစားထိုးထားပြီးတဲ့ပုံတွေပေါ့လေအဲ့တော့ကျွန်တော်ကစသုံးမယ်ဆိုလို့ရှိရင်ဘာလို့ရမလဲဆိုတော့ guest test ဆိုတာလေးကိုနှိပ်အဲ့မှာ log in ရော sign up ဆိုတာပေါ်လာလို့ရှိရင်ကျွန်တော် Google account တစ်ခုခုနဲ့ဖြစ်ဖြစ် email နဲ့ဖြစ်ဖြစ်ကျွန်တော်တို့ sign up လုပ်ပေးလိုက်လို့ရတယ်သူက Google နဲ့ပဲဖြစ် email နဲ့ပဲဖြစ်ထည့်လိုက်လို့ရှိရင် password ထည့်စရာမလိုဘဲနဲ့ကျွန်တော်တို့ရဲ့ email တွေကိုကုတ်6လုံးပို့ပေးတယ်အဲ့ဒါလေးရိုက်ထည့်လိုက်ရုံနဲ့အကောင့်ရသွားပါပြီပေါ့နော်ကျွန်တော်ကတော့အသေးစိတ်မလုပ်ပြတော့ဘူးဟိုကုတ်ရိုက်ထည့်လိုက်တာနဲ့သူက auto login ဖြစ်သွားတယ်ဒါကတော့ home ပါ home ဆိုတာအခုမြင်နေရတာ home screen ဖြစ်တယ်ဒီမှာကတော့ကျွန်တော်ပုံဘယ်လောက်ကြံသေးလဲဆိုတာလာပြတဲ့ဘာ menu bar လေးမှာလာပြတယ်ပြီးတော့ဒီမှာ upgrade ဆိုတာကပတ်စံပြီးပြီးတော့ဝယ်လို့ရှိရင်ဘယ် plan ရွေးမယ်ဆိုတာကိုပြောတာဖြစ်ပါတယ်ဒီမှာကြည့်လိုက်ဒါဆိုလို့ရှိရင် monthly payment ဆိုရင်တစ်လကို$19မြန်မာငွေနဲ့ဆိုလို့ရှိရင်$8,000ကျော်$9,000လောက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါအောင်မသုံးမဲနဲ့ free နဲ့ကိုပဲအကောင့်တွေ2ခု3ခုလောက်ဖွင့်ပြီးသုံးမယ်ဆိုရင်တစ်လကိုပုံ40ရတယ်ဆိုရင်အကောင့်2ခုဆိုတစ်လပုံ80ထုတ်လို့ရမယ်တော်တော်လေးတော့အဆင်ပြေတာပေါ့လေအဲ့ဒီမှာကန့်သက်ချက်ကတော့တချို့ feature လေးတွေသုံးလို့မရတာတော့ရှိတာပေါ့အဲ့တော့ပတ်စံ$8,000ကတချို့ကိုဒီမှာသုံးရမယ့် feature တွေနဲ့ကိုယ့်အတွက်တကယ်အသုံးဝင်နေဆိုရင်တော့ဝယ်ပေါ့ဗျာဒါကတော့မိတ်ဆွေတို့ရဲ့သဘောပါ upload new product ကိုနှိပ်လိုက်လို့ရှိရင်ကိုရိုက်ထားတဲ့ product photo ကိုဒီမှာ select ပေးပြီးတော့ရွေးလို့ရတယ်အဲ့တော့ကျွန်တော်ကဒီနိုင်လေးကိုရွေးလိုက်မယ်ဒါကိုကျွန်တော်တို့ဒီမှာရပြီဆိုလို့ရှိရင် save access ဆိုတာလုပ်လိုက်မယ်ဒါဒီမှာ background ဖြောက်ပြီးသွားပြီအဲ့တော့ save access ဆိုတာကိုလုပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသူ background တွေပါအပြီးစီးဖြောက်ပြီးတော့ဒီ canvas ပေါ်ကိုတင်ပေးလာတဲ့ပုံရလာပါပြီအဲ့တော့ဒီပုံကိုကျွန်တော်တို့ကဒီမှာရွှေ့လို့ရတယ်လိုလိုလဲရွှေ့လို့ရတယ်ပုံပေါ်မှာတစ်ချက်ထောက်လိုက်ပြီးတော့ cursor mouse လေးနဲ့ထောက်ပြီးတော့လိုရွှေ့လို့ရတယ်ပြီးလို့ရှိရင်ပုံရဲ့ size ကိုလည်းချုပ်လိုက်ချဲ့လိုက်လုပ်လို့ရတယ်ကိုကြိုက်တဲ့လောက် size ကိုရွေးချယ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီလောက်နဲ့ဒီလိုနေရာလေးမှာထားလိုက်မယ်ပြီးလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့က theme ရွေးမှာပေါ့နော်အဲ့တော့ theme ရွေးမယ်ဆိုသူပေးထားတဲ့ theme ရှိတယ် custom ရှိတယ်ပြီးလို့ရှိရင်ဒါကတော့ example ပြထားတာပေါ့နော်အဲ့တော့သူပေးထားတဲ့ theme ရှိထဲမှာကို theme တော်တော်ဆုံးပါတယ်တော်တော်များများလည်းရှိပါတယ်အဲ့တော့ဒီမှာ custom ကဘာလဲဆိုတော့ custom ကဝယ်ရမယ်ခုနကကျွန်တော်ပြတဲ့$19 plan ပေါ့နော်ဝယ်လိုက်လို့ရှိရင်ဒီမှာကိုကြိုက်တဲ့ prompt ကိုရေးပြီးတော့ထုတ်ခိုင်းလို့ရတယ်ဥပမာဒီနိုင်ကိုရေးတကုံနောက်ခံနဲ့ကြောက်တုံးလေးပုံမှာတင်ထားပြီးတော့ဒီရှိမှာအစိမ်းရောင်အရွက်လေးတွေနဲ့ထည့်ကျင်လာပေါ့ဒါမျိုးတွေကိုဒီမှာ prompt ရေးလိုက် prompt ရေးပြီးလို့ရှိရင်ဒီမှာ generate လုပ်လိုက်ရင်ကိုရေးထားတဲ့ prompt တိုင်းသူထုတ်ပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာ free plan နဲ့ပဲပြပေးမယ်ကျွန်တော်တို့ကတော့ premium အသုံးမလိုတဲ့လူဆိုတော့ကျွန်တော်မဝယ်တော့ဘူးပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်ဒီမှာရွေးလိုက်မှာပေါ့နော်ဘယ်ဟာရွေးကျင်လဲပေါ့ကျွန်တော်ဒီ auto ဆိုတာလေးကိုတစ်ချက်ရွေးကြည့်လိုက်မယ်ဗျာ auto ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော် generate လုပ်လိုက်တယ်ဟုတ်ပြီအဲ့ဆို၄ပုံရပြီကျွန်တော်တစ်ချက်ကြည့်အောင်ဒါမျိုးလေးထုတ်ပေးတယ်ကိုကနောက်တစ်ခုပြီးတစ်ခုပေါ့နော်ရွေးသွားလိုက်လို့ရတယ်
မစိုးတည်လားအောက်မှာ shadow လေးတွေနဲ့ဗျာဒီတိုင်းကောက်တင်ထားတဲ့ပုံစံမဟုတ်ဘဲနဲ့သူက shadow လေးတွေပါထည့်ပြီးတော့တေချာလောက်ထားပြီးတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကကိုနဲ့အဆင်ပြေကို product နဲ့အဆင်ပြေတဲ့ background မျိုးရွေးချယ်သွားလို့ရတယ်အဲ့တော့ကျွန်တော်ဒီ sofa ပုံလေးကိုဘယ်လိုထုတ်ထားလဲဆိုတော့ဘယ်လိုလုပ်ထားလဲဆိုတာလေးကိုကျွန်တော်ပြပေးမယ်အဲ့တော့ home ကိုပြန်သွားလိုက် home ကိုပြန်သွားပြီးလို့ရှိရင် upload product မှာကိုရဲ့ထည့်ထားတဲ့ပုံလေးကိုရိုက်ထားတဲ့ပုံလေးပေါ့နော်ရိုက်ထားတဲ့ပုံလေးကိုထုတ်လိုက်ထည့်လိုက်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အခုနကကျွန်တော်ကဒီ sofa ပုံက background အဖြူမှာ background အဖြူပေါ့နော်အဖြူမှာရိုက်ထားတဲ့အတွက်သူကရှင်းလင်းနဲ့သူကဖြတ်ထုတ်ပေးတာဖြစ်တယ်ရှုပ်ရှက်ခတ်နေတော့အဆင်မပြေဘူးအဲ့တော့ဒါဆိုရင် save access ကိုနှိပ်လိုက်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ sofa ကိုဒီလိုရွှေ့မလားဒီလိုရွှေ့မလားကြိုက်တယ်လို့ရွှေ့လို့ရတယ် site ကိုလည်းချဲ့လို့ရတယ်ကျွန်တော်ဒီနားလေးမှာထားလိုက်မယ်ထားပြီးလို့ရှိရင်ဒါက interior ဖြစ်တဲ့အတွက်ဟိုးအောက်မှာ interior နဲ့ဆိုင်တဲ့ဟာတွေရှိတယ်ကျွန်တော်တို့ကတေချာလိုက်ကြည့်ပေါ့နော်အပေါ်ဆုံးမှာရှိတဲ့ဟာကိုပဲမယူသွားနဲ့လိုက်ကြည့်ပြီးတော့ကျွန်တော်တို့ဒီမှာ Japanese interior ဆိုတာလေးကိုကျွန်တော်ရွေးလိုက်မယ်ပြီးရင် generate နှိပ်လိုက်မယ်ဟုတ်ပြီရပြီအဲ့ဆိုသူ၄ပုံထုတ်ပြီးတယ်ကျွန်တော်တို့တစ်ချက်ကြည့်ရအောင်တွေ့လားသူကလုံးဝဒီအခန်းထဲမှာ sofa တခုချထားပြီးတော့ဒီအခန်းကိုဓာတ်ပုံရိုက်ထားတဲ့အတိုင်းကိုပဲထုတ်ပေးရဒီအောက်မှာ shadow တွေရာစားတဲ့ရှေ့ပိုင်းမှာ light shadow ဖြစ်ပြီးတော့အောက်ပိုင်းမှာ dark shadow ဖြစ်သွားတာတွေကအစပေါ့နော်အကုန်လုံးကိုသူလိုက်ပြီးတော့အသေးစိတ်လောက်ထားပေးတာတွေ့ရမယ်တွေ့လားအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ product ကိုရိုက်တဲ့အချိန်မှာ background ကို white color နဲ့ရိုက်ထားတဲ့အတွက်ဒီကောင်ကအညိုရောင်ဖြစ်တယ်ဗျာ white color နဲ့ရိုက်ထားပြီးကွဲထွက်နေတော့ background removing result ကအရန်မိုက်တာဖြစ်တယ်ရှုပ်ရက်ခတ်နေတော့အဆင်မပြေဘူးဒါဆိုတော်တော်မိုက်တယ်เนาะကြိုက်ပြီဆိုလို့ရှိရင် download ဆိုတာလေးကိုနှိပ်ပြီးတော့ download ဆွဲလိုက်လို့ရတယ်ဒီ edit တို့ resize တို့ add logo တို့ကြတော့ဒါ premium version မှာပဲသုံးလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့သုံးဖို့အဆင်မပြေဘူးပေါ့เนาะဒါဆိုဒီမှာကြည့် subscribe to edit image ဆိုတာအဲ့တော့ကျွန်တော်တို့ကဒါကို save ပြီးတော့တခြားကို photo editing tools တစ်ခုထဲမှာသွားပြီးတော့ပုံ color adjust လုပ်တာတို့ logo ထည့်တာတို့ပြန်လုပ်လို့ရတာပေါ့ဗျာဆိုတော့ဟုတ်ပြီအဲ့ဒါကတော့ကျွန်တော်အခုပြပေးတယ် publicly AI ပဲဖြစ်ပါတယ်ကျွန်တော် bonus အနေနဲ့နောက်ထပ်ဒီလိုမျိုးသုံးလို့ရတဲ့ AI tools တစ်ခုကိုထပ်ပြီးတော့ပြပေးပါအောင်မယ်အဲ့ဒါကတော့ဗာလဲဆိုတော့ Mocha လို့ခေါ်တဲ့ MOKE Mocha AI ဆိုပြီးတော့ Google မှာရှာလို့ရှိရင်ဒီမှာ Mocha AI ရှိတယ်အဲ့ဒီ website ထဲဝင် create with Mocha ဆိုတဲ့အထက်မှာအကောင့်လေးနှိပ်ပြီးတော့အကောင့်လေးရိုက်ထည့်လိုက် email နဲ့ဟိုဟာနဲ့ password နဲ့ရိုက်ထည့်လိုက်ရင်အကောင့်ပွင့်သွားလိမ့်မယ်အဲ့ဆိုလို့ရှိရင်ရပြီကျွန်တော်ကတော့ဖွင့်ထားပြီးသားဖြစ်တဲ့အတွက်ထပ်ပြီးတော့မဝင်ပြတော့ဘူးเนาะအဲ့ဒါဆိုရင်ရပြီသူကကြတော့20 photo credit ပေးတယ်ဒါပေမဲ့အဲ့ဒီ20ပြည့်ပြီလို့ရှိရင်သူက premium ဝယ်ရတယ် premium ကတော့ဒီမှာ monthly ဆိုလို့ရှိရင်19.99ပေါ့เนาะဆိုတော့ကျွန်တော်တို့တူတော့ပဲ20လောက်ကြာတယ်ဆိုတော့အကောင့်တွေအများကြီးဖွင့်ပြီးတော့ပဲတစ်လပုံ20ထုတ်တာပိုအဆင်ပြေတယ်လို့တော့ကျွန်တော်ကထင်တာပဲအဲ့တော့ဒီမှာ upload product ဆိုလို့ရှိရင်သူကကိုပုံဖြစ်ဖြစ်ဟိုပေါ့နော် upload လုပ်လိုက်လို့ရတယ်ဒါလေးကိုပြပေးမယ်အဲ့တော့ဒီကောင်းရဲ့ background removal ဒီ Mocha ရဲ့ background removing ကိုတော့ကျွန်တော် publicly ထက်ကိုပိုကြိုက်တယ်ဒါပေမဲ့ publicly ကကြတော့ပုံ40ထုတ်လို့ရတယ်ဒါကတော့20ပဲထုတ်လို့ရတယ်ဟုတ်ပြီသူက background ကို remove လုပ်ပြီးသွားပြီဒီမှာပြီးသွားပြီဆိုဒီမှာလာပြတယ်ကျွန်တော်တို့ကဒီမှာရေမွေးပလင်းပုံလေးပေါ့နော်ကျွန်တော်ရိုက်ထားတာအဲ့ဒါလေးကိုသူကဗမာထည့်ခြင်းလဲဆိုတော့ကျွန်တော်ကstudio လို့ပဲရှာလိုက်မယ်เนาะ studio ဆိုပြီးတော့ရှာလိုက်မယ်ရှာလို့ရှိရင်သူ studio effect တွေဒီမှာလာပြီးတော့ပေးမှာပေါ့လေအဲ့တော့ဒီမှာ studio effect တွေလာပေးတာကိုရွေးလို့ရတာပေါ့အဲ့တော့ကျွန်တော်ကဒီမှာဒီ moody sun ဆိုတာလေးကိုရွေးလိုက်မယ်ဗျာ moody sun ဆိုတာလေးကိုရွေးလိုက်လို့ရှိရင်သူကဒီမှာ background ဖြောက်ထားတဲ့အားလေးကတော်တော်လေးအဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ကဒါကိုရွှေ့လို့ရတယ် site အချုပ်ချက်ထပ်ပြီးတော့လုပ်လို့ရတယ်ခုနကအတိုင်းပဲကျွန်တော်ကဒီနားလောက်မှာပဲထားလိုက်မယ်ထားပြီးလို့ရှိရင်သူကတခုအားသာချက်ကပါလဲဆိုတော့ဒီမှာသူပေးထားတဲ့အထက်မှာ God ray တွေပါမယ် depth vibe ပါမယ်ပြီးလို့ရှိရင် add style ဆိုလို့ရှိရင်ကိုကြိုက်တဲ့ style ကိုထပ်ပြီးတော့ add on လုပ်လို့ရတာပေါ့เนาะဒါဆိုGod ray တွေရှိတယ်အခုနကသူကပြောထားတဲ့အထက်မှာdepth vibe တွေပါမယ်အဲ့တော့ကျွန်တော်တို့ကဘာကြီးထပ်ထည့်ခြင်းသေးလဲဆိုတော့ထပ်ပြီးတော့ထည့်လို့ရတယ်ဒီမှာ forest mode ထပ်ထည့်ခြင်းလဲဆိုလို့ရှိရင် forest ထပ်ထည့်လို့ရတယ်ပြီးလို့ရှိရင်ကိုတခြားဘာတွေထည့်ခြင်းလဲပေါ့ spring ထည့်ခြင်းလား cherry blossom ထည့်ခြင်းလားကိုမှုတွေကိုလိုက်ပြီးတော့ဒီမှာ add လုပ်လို့ရတယ်အဲ့ဒီပုံမှာသူက generate လုပ်သွားပြီမှာဒါမှမဟုတ်ဘဲနဲ့ကိုကဒီမှာကိုယ့်ရဲ့ကိုယ်ပိုင် prompt တစ်ခုလုံးရေးခြင်းလဲဆိုရင်သူက free version မှာတင်ဒီမှာကိုယ့်ရဲ့ prompt ကိုရေးလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထည့်ထားတဲ့ဒီမှာ vibe တွေကနေပြီးတော့ဒီ prompt တစ်ခုကိုသူ
သူ generate လုပ်ထားတာဖြစ်တယ်ကျွန်တော်တို့က device တွေမရွေးဘဲနဲ့ဒီ prompt ကိုပဲထည့်မယ်ဆိုလဲရတယ် okay ရပြီဆိုလို့ရှိရင် generate photo နှိပ်လိုက်လို့ရှိရင် generate လုပ်ပေးလိုက်မယ်ဟုတ်ပြီသူကဒီဘက်ဘေးမှာကြည်လိုက်ကျွန်တော်တို့၄ပုံလုံး generate လုပ်ပြီးသွားပြီဆိုကျွန်တော်တို့ကဖွင့်ကြည့်လိုက်လို့ရပြီပေါ့နော်အားလေးကိုနှိပ်ပြီးတော့ဖွင့်ကြည့်လိုက်ရင်ဒီမှာကြည့်လိုက်တော်တော်မိုက်တယ်တွေ့လားလှုပ်ထားပြီးတာဒီမှာ smoke တွေရောဘေးကပန်းတွေရောဒီမှာ lighting တွေထည့်ထားတာဗျာအစားအနောက်မှာ dark bright မှာဘေးကနေပြီးတော့ side light တွေထိုးထားပြီးတဲ့ပုံစံမျိုးတွေထည့်ထားတာအစားတော်တော်မိုက်တယ်အဲ့တော့ဒီမှာကိုကတပုံချင်းစီကိုမြားထောက်ပြီးတော့ကြည်သွားလို့ရတယ်ဒါဆိုလဲ candle လေးတွေထည့်ထားပြီးတယ်ဗျာတော်တော်လေးကိုသဘာဝကြကြနဲ့ကျွန်တော်တို့ဖန်တီးလို့ရတာပေါ့လေဒီမှာတွေ့လားတော်တော်ကြီးကိုမိုက်တာတော်တော်ဒါကြီးကိုတော့ကျွန်တော်သဘောကျတယ်ဒါပေမဲ့ तू ကတော့တစ်လကို20 credit ပဲပေးတာပေါ့နော်ဒါသုံးကျင်တယ်ဆိုရင်တော့ account 2ခု3ခုနဲ့သုံးလို့ရတယ်အဲ့တော့ publicly လည်းမိုက်တယ် mocha လည်းမိုက်တယ်အဲ့အကြောင်းကျွန်တော်က bonus အနေနဲ့ mocha ဟိုတခါထည့်ပြီးတော့ပြောပြပေးသွားတာဖြစ်ပါတယ်အကယ်၍ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီမှာ download ကို PNG file နဲ့တောင်ဆွဲလို့ရတယ် PNG file ကတော့ result ပိုကောင်းတာပေါ့ဒါမှမဟုတ် JPEG ပဲလိုချင်တယ်ဆိုတော့ဒီမှာမြားလေးကိုထောက်ပြီးတော့ JPEG ပဲရွေးပေါ့ 4K ပါညာကြတော့ premium ဝယ်ရမှာ Facebook တင်ဖို့လောက်ကတော့ PNG JPEG လောက်တော့အဆင်ပြေတယ်ဗျာအဲ့ဒါလေးကို download ဆွဲလိုက်နော် download ဆွဲလိုက်အကယ်၍ကိုကတခြားဟာတခုကြိုက်ချင်သေးတယ်ဆိုလဲထပ်ပြီးတော့ download ဆွဲလို့ရတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ဒီနေ့ဒီ online shop လုပ်နေတဲ့မိတ်ဆွေတွေတနိုင်တစ်ပိုင်း product လေးတွေကိုပိုင်ပစ္စည်းလေးတွေထုတ်ရောင်းနေတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော် product photo ရိုက်စရာမလိုပဲနဲ့10မိနစ်2မိနစ်အတွင်းမှာပဲအဆင်ပြေအောင်ဒီ background change လို့ရတဲ့ tools လေးတွေကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်မှာလည်းကျွန်တော်ဘယ်လိုအသုံးဝင်မဲ့လက်တွေ့အသုံးချလို့ရတဲ့ AI tools တွေအကြောင်းပြပြပေးသွားမယ်ဆိုတာကိုလည်းထပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ဗျကျွန်တော် channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်